trader တွေအားလုံးမင်္ဂလာပါ candlestick charge ကိုမှာရှိတဲ့လှုပ်ဝက်ချက်တော့မဟုတ်ဘူးเนาะတေချာကြည့်ရင်ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်တဲ့ candlestick တစ်တိုင်းနဲ့တစ်တိုင်းရဲ့ဆက်နွယ်ချက် related ဒီအကြောင်းလေးကိုရိုးရှင်းဆိုတော့ကျွန်တော်ရှင်းပြပါမယ်အခုနောက်ပိုင်းပေါ်နေတဲ့ SMC ICTs စတဲ့ဒီ modern technical analysis concept တွေเนาะအရင်က classic concept တွေအကုန်လုံးခဏလေးပြထားလိုက်ကျွန်တော် candlestick ကိုတေချာရိုးရိုးရှင်းရှင်းလေးမြင်တွေ့နိုင်ရင် next price movement ကဘယ်သွားမလဲဘယ်နေရာမှာ entry ရမလဲစအကုန်လုံးမြင်တွေ့နိုင်တယ်ကောင်းပြီအဲ့တော့ candlestick ကိုပြောလိုက်လို့ရှိရင် candlestick မှာကျွန်တော်တို့ဒီ range ရှိတယ်เนาะ range ဆိုတာ high to low range အဲ့တော့ range က candle တိုင်းမတူတချို့ကဒီ range များတယ်တချို့က range သေးတယ်ပေါ့နော်တချို့က candle ကြီးရ big candle တချို့က small candle အဲ့တော့ candle ရဲ့ဆက်နွယ်ချက်ဘယ်လိုဆက်နွယ်လဲဒီ high and low เนาะပြီးခဲ့တဲ့ candle ရဲ့ high သို့မဟုတ် low เนาะအဲ့ဒီ high or low ကို now next candle က break out လုပ်လားသို့မဟုတ်အဲ့ရနေ reverse လုပ်လားတစ်ချက်အဲ့ဒါကိုကျွန်တော်တို့ယဉ်ကြည့်ရအောင်ဟိုဒီကနေကျွန်တော်စပြမယ်ဒီမှာဆိုလို့ရှိရင်ဒါဒီ candle range high ပေါ့เนาะဒီ candle ဒီ doji candle ရဲ့ range high ကိုဘာလို့လဲဒီ next candle က break out လုပ်တယ်ဒါဆိုရင်သဘောတရားက character change သွားတယ် chain of character ပေါ့เนาะ chain of character ဖြစ်သွားတာဖြစ်တဲ့အတွက်သူက bullish momentum ဖြစ်သွားပြီเนาะ bullish reversal ပုံစံဖြစ်သွားပြီဆိုတော့အတက်ဘက်ကိုသွားမယ်အဲ့တော့ဆက်နွယ်ချက်ဒီ break out လုပ်သလားသို့မဟုတ်ဆိုလို့ရှိရင်ဒါပြီးတော့ reverse လုပ်သလားဘယ်ဟာလဲဆိုရင် candle တိုင်းရဲ့ range high or range low ဒီမှာနောက်ထပ် break out လုပ်သွားတဲ့ candle ရဲ့ range high ကိုကြည့်လိုက်မယ်များသောအားဖြင့် candle တိုင်းနဲ့တိုင်းဟာပြီးခဲ့တဲ့ candle တိုင်းရဲ့ range ထဲကို price ကပြန်လာပြီး overlapping လုပ်လို့ရှိတယ်များသောအားဖြင့်ပေါ့များသောအားဖြင့်ဒါပေမဲ့အရင် movement အားကောင်းတဲ့ချိန်တွေမှာဆိုဒီမှာဆိုလုံးဝ overlap မဖြစ်တော့ဘူးမဖြစ်တော့ဘဲနဲ့တခါတည်းဒီနေရာမှာပဲကျွန်တော် height တောင်မပေါ်ဘူးပေါ့နော်ဒီနေရာမှာပိတ်ပြီးဒီနေရာမှာဖွင့်ပြီးစက်တိုက်တက်သွားတာမျိုးတွေရှိတယ်အဲ့လိုချိန်တွေမျိုးမှာဒီ candle 3တိုင်ပေါ့နော်ဒီ big momentum candle 3တိုင်ကိုကြည့်ပဲဆိုကျွန်တော်တို့အနေနဲ့ entry ဝင်ဖို့အတွက် confirmation တွေစောင့်ရတာရှိမယ်နော်ကို3တဲ့ time frame ဒီမှာတော့ဒါ SAU USD ရဲ့ day 1 chart ဖြစ်တယ်ကြည့်ပါဒါ FVG နော်ဒါဒီ FVG မှာ entry ဝင်မယ်လို့ဆုံးဖြတ်မယ်ဆိုလို့ရှိရင် price ကမလာဘူးလေနော်ပြန်မလာဘူးဒီ order block ကနေဝင်မယ်ဆိုလည်းပိုးဆိုးတာပေါ့နော် order block တွေကိုမလာခင်မှာ FVG ကိုရင်လာတာဒါဆိုကျွန်တော်ဘယ်လို entry ဝင်မလဲလွယ်လေးရိုးရိုးရှင်းလေးပဲနော်ပြီးခဲ့တဲ့ candle range high or low ကို break out လုပ်တာဒီမှာဆို break out လုပ်သွားပြီးစပြီးတော့ဒါပထမဆုံးစပြီးတော့ break out စလုပ်တယ်နော်စလုပ်တယ်ဆိုတော့ဒါဒီ chain of character ဖြစ်သွားတာဖြစ်တဲ့အတွက်ဒီ candle ဖြစ်ပြီးသွားပြီနော်ဖြစ်ပြီးသွားပြီဆိုလို့ရှိရင် next နောက်နေ့မှာကျွန်တော်တို့က up ဘိုင်းတော့အောင်နော်ဘိုင်းလို့ရမယ်ဘိုင်းလို့မယ်ဆိုလို့ရှိရင်ဒီ candle range အတွင်းထဲမှာ lower time frame ဆင်ပြီးတော့ buy entry ကိုရှာရမှာဒီ body လေးဒီတိုင်းပဲအဲ့တော့ကျွန်တော်ဒီ yes ဆွဲလေးနဲ့နားလည်အောင်ရှင်းပြမယ်ဆိုလို့ရှိရင်ဟိုဒီမှာကျွန်တော်တို့ဘာလဲရှင်းမယ်ဆိုလို့ရှိရင်ဒီ candle ပေါ့10ရက်4လရဲ့ candle တော့ကြည့်အောင်နော်ဒီမှာ10ရက်4လ candle နော်10ရက်4လဒီ10ရက်4လရက်ဆွဲမှာပေါ့နော် April 10ရက်နေ့မှာ entry ကျွန်တော်ဘယ်လိုပြင်မလဲဘာဖြစ်လို့လဲဆို9ရက်နေ့ကတော့သူက break out လုပ်တာပေါ့ break out လို့10ရက်နေ့မှာလည်းဆိုလို့ချင်းဒါ9ရက်ဒီထီက9ရက်ဒီမှာလာပြီဒါက10ရက်နေ့နော်ဒါ10ရက်နေ့ရဲ့ပထမဆုံး first H4 candle နော် first H4 candle ဒါဆို10ရက်နေ့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ entry ဝင်ဖို့အတွက်သူ့ထက်နေတဲ့ lower time frame ကိုအစစ်စစ်နှိမ့်နေပြီးတော့ရှာသွားမယ်အဲ့လိုနှိမ့်နေပြီးရှာသွားဖို့အတွက်နောက်ထပ်ဘာထပ်သိရဖို့လိုတယ်လဲဆိုလို့ရှိရင် range candle ကြီးမားတစ်ခုကျွန်တော်တို့လိုအပ်တယ်ဥပမာဒီကောင်ဆိုလို့ရှိရင်ဒါကပထမဆုံး10လေးလိုက်ကန်ဒါ range candle ပေါ့နော်ဒီ range candle range ကြီးတဲ့ candle အဲ range ကြီးတဲ့ candle ထဲမှာအဲ့ဒီရဲ့ range အတွင်းထဲမှာကို entry ဝင်လို့ရနိုင်မဲ့ reversal candle တွေနော် rejection candle တွေဒါတွေကိုကျွန်တော်တို့ကြည့်ပြီးတော့မှ entry ဝင်သွားမယ်ဆိုလို့ရှိရင်အရင်ရိုးရှင်းတဲ့ဒါ simplest entry method ပုံစံမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်နောက်ဗီဒီယိုမှာဆက်ကြည့်အောင် trader တွေအားလုံးမင်္ဂလာပါအခု candle range theory အပိုင်း1ကိုတက်ဆက်ပေးပါမယ်ပြီးခဲ့တဲ့ဗီဒီယိုမှာပြောထားခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီ higher time frame က candle တတိုင်းချင်းစီမှာသူ့ရဲ့ lower time frame ထဲမှာဆိုလို့ရှိရင်သူ့ရဲ့ range အတိအကျရှိတယ်ပေါ့နော် range သဘောတရားကိုမြင်နေတယ်ဥပမာကျွန်တော်တို့ကဒါ D1 time frame ကို higher time frame ဖြစ်ကြည့်ထားတာဖြစ်တဲ့အတွက်ဒီ candle တတိုင်းချင်းစီမှာသူ့ရဲ့တစ်နေ့တာအတွင်းလှုပ်ရှားနေတဲ့ price range တွေရှိတယ်အဲ့တော့ကျွန်တော်တို့50 minute ကိုပြောင်းပြီးတော့ကြည့်ကြပါမယ်။ Okay เนาะဒီကအဲ့တော့
ဒီ15 minute မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ time separator ပေါ့နော် period separator ပိုင်းခြားထားပါတယ်ဒါတွေကတရက်တာအတွင်းဖြစ်ပါတယ်တရက်တာအတွင်းအဲ့တော့ဒီမှာဒါဆိုလို့ရှိရင်ဒီတရက်တာအတွင်းမှာဒီမှာအရန်ကို price ကပေါ့နော် strong bullish ပုံစံနဲ့အတက်အရန်ကျန်းခဲ့တယ်ပေါ့အဲ့ကောင်ကိုကျွန်တော်တို့က day 1 time frame မှာသွားကြည့်မယ်ဆိုလို့ရှိရင်ဒီလိုပုံစံမြင်တွေ့ရမှာဖြစ်ပါတယ်အကြမ်းမြင်အပြင် candle range ကိုဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒါဒီနေရာကဈေးစဖွင့်နေဆိုတော့ဒါ day 1 candle ရဲ့ပြန်เนาะကျွန်တော် share လို့တော့ထည့်မဆွဲတော့ဘာလို့ share လို့သိမကြံခဲ့လို့ပေါ့အဲ့တော့ day 1 time frame မှာအခုလို candle တစ်တိုင်းနဲ့မြင်ရတဲ့အချိန်မှာသူ့ထက်နှိမ့်နေပေါ့เนาะသူ့ထက်အများကြီးနှိမ့်နေเนาะ M50 time frame မှာသွားကြည့်မယ်ဆိုလို့ရှိရင်အခုလို price range တွေကိုတွေ့ရလိမ့်မယ်ချို့အရာတွေကိုကျွန်တော်အကြမ်းမြင်မယ်ဆွဲသွားပါပေါ့เนาะကောင်းပြီဒါဖြစ်ပြီးခဲ့တဲ့ price level တခုကနေလေသူတို့က break out လုပ်လာပြီဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ character change လာတာဖြစ်တဲ့အတွက်เนาะ buy back ကိုသွားမယ်ပေါ့ဒါဆိုဘယ်နေရာမှာ buy မလဲဒီ data အတွင်းမှာပြီးသွားပြီပေါ့เนาะဒီ data ပြီးသွားပြီဒီနေ့မှာကျွန်တော်တို့ buy ဖို့ဆုံးဖြတ်တဲ့အခါမှာ candle range theory ကိုအသုံးပြုမယ်ဆိုလို့ရှိရင် candle range ဆိုတဲ့အတိုင်းပဲ range high နဲ့ range low ရှိမယ်ပေါ့เนาะဒါကကျွန်တော် range high ဖြစ်မယ်ဒါကအောက်ကကျွန်တော် range low ဖြစ်မယ်CRH နဲ့ CRT CRL ပေါ့နော် range high spring လို့ဖြစ်နိုင်ကြီး၃မျိုးရှိပါတယ်ပထမဖြစ်နိုင်ကြီးကအတက်အားသာတာဖြစ်တဲ့အတွက်ဒီ range low ကိုရောက်ချင်မှရောက်လာနိုင်မယ်ပေါ့နော်ဒါ price ကအရန်ကိုဒီ moment အရန်အားကောင်းနဲ့တွားနေတဲ့အချိန်တွေမှာကျွန်တော်တို့ entry ဝင်တဲ့ level ဟာအတက်ဘက်ကိုသွားတယ်ဆိုလို့ရှိရင်တော့ CRH ကိုသတိထားရမယ်အကြဘက်ကိုသွားရင်တော့ CRL ကိုသတိထားရမယ်နော်အဲ့တော့ CRH နားကနေ entry ဝင်လို့ရနိုင်တာမျိုးလို့ရှိတယ်တခါတလေမှာအခုဒါပေမဲ့ဒီနေ့မှာကြာတော့သူက price က retracement ပြန်ကျလာဒါအဲ့တော့သူက CRH CRL အပြင်ကိုဒီ range အတွင်းမှာပေါ့နော် range အတွင်းမှာ FIBO level အပြင် 61.8 သို့မဟုတ်50 level တွေလောက်မှာသူက entry ဝင်လို့ရနိုင်တဲ့အနေအထားတစ်ခုရှိတယ်ဒါပေမဲ့ FIBO ကျွန်တော်မဆွဲတော့ D1 ကန်နေကြီးတစ်ခုရဲ့ M50 time frame ကိုဝင်ကြည့်လို့ရှိရင်အခုလိုကျွန်တော် swing high swing low တွေကိုတွေ့ရလိမ့်မယ်အဲ့ဒီနေရာမှာဘယ် swing ကအဓိကအရေးပါတယ်ဆိုတာကိုသတိထားပြီးတော့ကြည့်တဲ့အခါကျရင်ဒါလေးကိုအရေးပါတဲ့ swing level ကဒီနေရာတွေကသူကလုံးဝကို price ကဒီ bullish order flow ပုံစံနဲ့သွားတယ်ဒီမှာလဲ bullish order flow ပုံစံနဲ့သွားဒီနေရာပေါ့နော်ဒီ swing နေရာကအလုံးကိုအရန်အရေးပါတယ် swing level တစ်ခုဖြစ်တာကိုတွေ့ရဒါဆိုလို့ရှိရင်ဒီနေရာကနေကျွန်တော် order block တွေတိဆောက်တယ် strong demand zone တွေတိဆောက်သွားတာကိုတွေ့ရတယ်နော်အဲ့တော့အဲ့ဒီနေရာအချို့ပေါ့နော်ဒီမှာ၃ခုပေါ့အဲ့တော့ဒီနေရာကိုကျွန်တော်တို့ကတစ်ခုတည်းနဲ့မဆွဲတော့ဘဲနဲ့အခုလိုမျိုး rectangle area နဲ့ဆွဲလိုက်မယ်ဒီက order block ပဲသဘောထားလိုက်ပေါ့နော်ဒါဆိုကျွန်တော်တို့ entry ဝင်တဲ့ level တခုကဒီနေရာဟာပိုပြီးအားကောင်းတယ်သို့မဟုတ် CRH သို့မဟုတ် CRA ၃ခုရှိတယ်เนาะအခုလိုမျိုး range candle ကြီးကြီးမားဖြစ်ပေါ်လာပြီဆိုလို့ရှိရင် CRH candle range high CRA candle range low နဲ့နောက်ပြီးသူ့ရဲ့ဒီ CRH နဲ့ CRL ကြားမှာရှိတယ်အလဲလောက်ပါပေါ့နော်သို့မဟုတ်အလဲတော့အတိအကျပြောလို့မရဘူးဒီနေရာမှာဒီ range ထဲမှာရှိနေတဲ့ strong demand zone ဝယ်မယ်ဆိုလို့ရှိရင်ရောက်မယ်ဆိုလို့ရှိရင် strong supply zone အဲ့ဒီနေရာတွေကိုကျွန်တော်တို့အဓိကရှာဖွေထားပြီးတဲ့အခါမှာအဲ့ဒီနေရာတွေကို price ရောက်လာတဲ့အခါမှာ liquidity sweeping or target sweep pattern တွေပေါ့နော်liquidity sweeping တို့ target sweep pattern တို့ကကျွန်တော်နောက်ဗီဒီယိုမှာဆက်ပြီးရှင်းပြမယ်တော့ဒီနေရာက M2 ဝင်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ် trader တွေအားလုံးမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတစ်ခုမှာ beginner trader တွေအတွက်ဘယ် time frame အသုံးပြုရင်ကောင်းမလဲလို့ဆိုပြီးတော့ comment နဲ့မေးထားတာရှိပါတယ်အဲ့ဒီအမေးကိုဖြေနေဒီဗီဒီယိုအပိုင်း3ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ beginner ပဲဖြစ်ဖြစ်ကျွန်တော် advanced trader ပဲဖြစ်ဖြစ် professional ပဲဖြစ်ဖြစ် time frame တစ်ခုတည်းဘယ်တော့မှမသုံးသင့်ပါဘူးအနည်းဆုံး2ခု3ခုပေါင်းဆက်ပြီးတော့မှသုံးသင့်ပါတယ်အဓိကကိုမှ higher time frame တစ်ခုရဲ့ entry ဝင်မဲ့ lower time frame တစ်ခုပဲပေါ့နော်အနည်းဆုံး2ခုရှိဖို့လုပ်ပါတယ်တခါတလေမှာကျွန်တော်လောကကို low risk entry ဖြစ်အောင်လို့အနည်းဆုံး time frame တစ်ခုထပ်ပြီးတော့နော် micro time frame လေးတစ်ခုထပ်ပြီးတော့ထားတယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးဖြစ်ပါတယ်အခုတော့ဒီဗီဒီယိုမှာ time frame 3ခုအသုံးပြုပုံကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ထုံးစံတိုင်းပဲကျွန်တော်တို့ရဲ့ higher time frame ကို day 1ထားပါမယ် day 1 time frame က trader တွေအားလုံးအတွက် market အားလုံးအတွက်အဆင်ပြေတဲ့တမတ်ကျတဲ့ time frame တစ်ခုဖြစ်ပါတယ်
အဲ့တော့ဒီ1 time frame ကို higher time frame ဖြစ်ထားပြီဆိုလို့ရှိရင်အရင်ဆုံးရော buy ရမလား sell ရမလားဆိုတဲ့ကိစ္စကိုစပြီးဆုံးဖြတ်မှာဖြစ်ပါတယ်တော်တော်များများကတော့ technical analysis ရဲ့ uptrend ဆိုရင် buy မယ် downtrend ဆိုရင် sell မယ်ဒါပေမဲ့ကိုယ့်ရဲ့ trading style ပေါ်မူတည်ပြီးကိုက day trade လုပ်မှာလား swing trade လားနောက်ပြီးတော့ကိုယ့်ရဲ့ trading period ကဘယ်လောက်လဲ TPS ဘယ်လောက်ထားမလဲဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကိုယ့်ရဲ့ trading style နဲ့ဆုံးဖြတ်တဲ့အခါမှာဘယ်လို market analysis အရာ buy မလဲ sell မလဲဆိုတော့ကိုဆုံးဖြတ်မှာဖြစ်ပါတယ်တော်တော်များများဒီ uptrend ဆိုလို့ရှိရင် buy ဖို့ဆုံးဖြတ်တယ်နော်ဟိုကိုသုံးပြထားတာက D1 time frame ဆိုတော့ D1 မှာ uptrend ဆိုလို့ရှိရင်တော့ buy နာကောင်းပါဒါပေမဲ့တကယ် market retracement တွေ wine swing တွေပြလာတဲ့အချိန်တွေမှာဆိုလို့ရှိရင် counter trade တစ်ခုအနေနဲ့ sell လုပ်လို့ရှိရင်လည်းရနိုင်ပါတယ်နည်းနည်းတော့ NDM များတာပေါ့နော်အဲကြည့်အောင်အရင်ဆုံးကိုယ့်အတွက် trade decision buy sell ဆုံးဖြတ်ဖို့အတွက် D1 candle ကိုအရင်ကြည့်ပါ D1 candle ကအနည်းဆုံး bullish candle လား bearish candle လားနော်ဒါကိုအရင်ဆုံးကြည့်ဒါကတော့အလွယ်ကူဆုံးပေါ့ beginner အတွက်အဲ့တော့ဒီမှာဆိုရင် bullish candle တွေကအပြာရောင် bearish candle တွေကအနက်ရောင်ဖြစ်ပါတယ်အဲ့တော့ bullish candle တစ်ခုတွေ့ပြီဆိုရင် bullish candle strong bullish momentum candle ကြီးတစ်ခုကိုကျွန်တော်တို့အရင်ဆုံးစပြီးတော့ရွေးချယ်ကြည့်ရပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒီနေရာကနေကျွန်တော်စပြီးပြပြပါမယ် the market chain သွားတဲ့နေရာပေါ့နော် character chain တဲ့နေရာ chain of character ဖြစ်တဲ့နေရာဒီမှာစပြီးတော့ကျွန်တော်တို့ day 1 time frame မှာ bullish candle အကြီးတစ်ခုစပြီးတွေ့ပါတယ် range candle အကြီးပေါ့နော်အဲ့တော့တွေ့ပြီဆိုလို့ရှိရင် CRD သဘောတရားရ range size range low တွေကိုအခုလိုမျိုးကျွန်တော်တို့ trend line အသေးလေးနဲ့ဆွဲထားလိုက်မယ်ဒါအပေါ်က CRH အောက်က CRL နော်ဆွဲထားပြီးပြီဆိုလို့ရှိရင်ဒါ day 1 candle က bullish candle နော် range လည်းကြီးတယ်ပေါ့အဲ့တော့ပြီးလို့ရှိရင်သူ့ထက်နှိမ့်တဲ့ time frame တစ်ခုကိုဆင်းပါမယ်1 hour time frame ကိုသွားမယ်D1 candle က bullish candle ဖြစ်တယ်ဆိုတဲ့နေရာမှာအဲ့ဒီ D1 ရဲ့ bullish candle အတွင်းထဲမှာဖြစ်သွားတဲ့ order flow ကိုနားလည်ရမယ် order flow မှာနှစ်ခုရှိတယ် bullish order flow ရဲ့ bearish order flow ရဲ့ဘယ်သူတွေရဲ့ order flow လဲဆိုလို့ရှိရင် institutional order flow ပေါ့နော်ကျွန်တော်တို့ဒီ retail order flow တွေကိုထည့်သွင်းစဉ်းစားစရာမလိုပါဘူးအဲ့တော့ order flow တစ်ခုမှာပေါဝင်တဲ့အခြေအနေ၃မျိုးရှိတယ်နော်အဲ့ဒါကဘာလဲဆိုရင် ICT concept အရာ SMC ICT concept အရာ order block ဆိုတာရှိမယ်ပြီးလို့ရှိရင် market structure shift လို့ပြောတယ် breakout structure သို့မဟုတ် chain of character ပေါ့နားလည်အောင်ပြောရင်တော့ breakout level တခု breakout level เนาะပြီးခဲ့တဲ့ swing high or swing low ကို breakout ဖြစ်သွားတာနောက်တစ်ခုကဘာလဲဆိုရင် FVG ဆိုလဲ fair value gap ဒီ price action ၃မျိုးနော် price model ၃မျိုးပါ action ဆိုတော့ price model ၃မျိုး bullish order flow ပဲဖြစ်ဖြစ် bearish order flow ပဲဖြစ်ဖြစ်အရင်ဆုံး OB order flow တစ်ခုကအောက်ဆုံးမှာရှိမယ်ဒါက bullish ဆိုလို့ရှိရင်အောက်ဆုံးမှာပေါ့နော်ပြီးတာနဲ့အဲ့ဒီ order block ကနေပြီးတော့တွန်းတင်လိုက်တယ်နော် price ကအချိန်နဲ့ထွက်သွားတဲ့အတွက် breakout အလုပ်ခံရတဲ့ level တစ်ခုကိုရှိမယ်ဒါဒီကျွန်တော်တို့ boss or short ဖြစ်မှာပေါ့နော် BOS or CH or CH chalk breakout structure သို့မဟုတ် chain of character သဘောတရားကတော့အတူတူပဲအဲ့တော့ box breakout structure ဆိုလို့ရှိရင် transit သွားမယ်ပေါ့ chain of character ဆိုလို့ရှိရင်တော့ market က reversal သွားမယ်သဘော trend ပြောင်းတဲ့သဘောပေါ့အဲ့တော့ဒီမှာအောက်ဆုံးမှာ order block breakout structure နော်ပြီးတာနဲ့ဒီမှာ FEG ရှိမယ်ဒီအချက်၃ခုပြည့်စုံနေဆိုလို့ရှိရင်ဒါဟာကျွန်တော်တို့ဒီ institutional bullish order flow တွေစောက်ဝင်နေဟော bullish order flow ဝင်ပြီဆိုတော့ကျွန်တော်တို့တွေကဘာလုပ်ရမလဲဆိုရင်ဒါ buy back ကိုရွေးချယ်စဉ်းစားဆုံးဖြတ်မှာဖြစ်ပါတယ်နော်တကယ်လို့ bearish order flow တွေဝင်လာရင်တော့ sell back ကိုသွားမယ်ပေါ့အဲ့တော့ကျွန်တော်တို့ကြည့်ထားတဲ့ဒီ range ကန်နဲ့အကြီးကြီးမှာနော်ဒါရဒီနေ့တရက်ဒါရ range ကန်နဲ့ကြီးပေါ့ day 1မှာကျွန်တော်တို့ဒါယူကြည့်ထားရပါနော်ဒီကောင်နဲ့ပေါ့နော်ဟိုတနေ့ကလို့အစားထိုးပြီးဆွဲပြရင်ဒါကဒီနေရာမှာသူဈေးပိတ်တယ်ပေါ့နော် share တော့မဆွဲတော့ဘူးနော်ဒါ bullish ကိုင်းနဲ့အကြီးဖြစ်တာဒါဖြစ်ရင်ကျွန်တော်တို့ကရက်ဆွဲရပြောမယ်ဆို January 20ဆိုကျွန်တော်တို့ January 25 မှာ entry ဝင်တော့မယ်ဘာ entry လဲ buy entry အဲ့တော့ကိုယ်ရဲ့ entry ဝင်တော့မယ်ဆိုတဲ့ entry level ကိုသတ်မှတ်မယ် level သတ်မှတ်တဲ့အခါမှာကျွန်တော်တို့အတွက်ဒီ entry တိုင်းပဲ level 3မျိုးအများနဲ့ရှိနေမယ် order flow တိုင်းမှာဘာလဲဆိုလို့ရှိရင် order block breaker เนาะဒီ breaker လောက်ခံတဲ့ level ပြီးတာနဲ့ FVG အဲ့ဒီနေရာမှာဒီ price level 3မျိုးမှာเนาะ3မျိုးမှာပထမအဦးဆုံး price ပြန်လာနိုင်တဲ့နေရာဒီ fair value gap ဖြစ်ပါတယ် FVG ဖြစ်ပါတယ်သ
FVG ဟာများသောအားဖြင့် price ပြန်လာတဲ့အခါမှာပေါ့နော်ကျွန်တော် mitigation လုပ်တယ်လို့ခေါ်တယ် price mitigate လုပ်တဲ့အခါမှာအရင်ဆုံးပထမအဆုံးတွေ့နိုင်တဲ့ level တစ်ခုဖြစ်ပါတယ်နော် FVG အဲ့တော့သူ့ကိုကျွန်တော်တို့က first line of defense ပေါ့နော် first line ပေါ့ defense ဆိုတော့ဒီ price လာလို့ရှိရင်တားထားမယ်တောင့်ခံထားမယ်နေရပေါ့နော်အပေါ်ဆက်တက်နိုင်ဖို့အတွက်ဒုတိယဒီကလို FVG ကိုမှကြော်ပြီးတော့ breakout ဖောက်ထွက်လာမယ်ဆိုလို့ရှိရင်ဒုတိယအနေနဲ့ဒီ second line ပေါ့နော်နောက် level တစ်ခုကတော့ဗာလဲဆိုလို့ရှိရင် breakout လုပ်တဲ့ level ဖြစ်ပါတယ်ဒါက technical concept အရ breakout and retest process လည်းဖြစ်ပါတယ်အဲနောက်ဆုံး level ကတော့ order block OB ဖြစ်ပါတယ် OB ဒီ market swing point လည်းဖြစ်တယ်အဲ့တော့စဉ်းစားကြည့်အောင် FVG ကပထမဆုံး first level second level က breakout level last line က OB အဲ့တော့ကျွန်တော်တို့ဟာ entry level တွေကိုသတ်မှတ်တဲ့အခါမှာပထမဦးစားပေးဒုတိယဦးစားပေးတတိယဦးစားပေးနောက်ဆုံးပေါ့နော်အဲ့တော့ပထမဦးစားပေး level ကိုသတ်မှတ်ထားလို့ရှိရင်ပထမဦးစားပေး level ကိုအရင်ကြည့်ပါအဲ့ပထမဦးစားပေး level ဖြစ်တဲ့ FVG မှာ price candle တွေဟာဒီ FVG level ကို breakout လုပ်မလား FVG level က price candle တွေကို holding လုပ်ထားမလားတောင့်ခံထားနိုင်မလားပေါ့ဒါကိုကျွန်တော်အရင်ဆုံးကြည့်ဖို့လိုတယ်အဲ့လိုဆက်ကြည့်မယ်အဲ့ဒါကတိတိကျကျပြောမယ်ဆိုလို့ရှိရင်ဒီက FVG ဖြစ်ပါတယ်အဲ့တော့ FVG level ကိုနောက်တစ်ချက်ကကိုရွေးချယ်သတ်မှတ်ထားတဲ့ entry level နော်ကိုရွေးချယ်သတ်မှတ်ထားတဲ့ entry level ကို price ကတစ်ခေါက်ပြန်လာပြီးပြီဆိုလို့ရှိရင်အနည်းငယ်စဉ်းစားပါတစ်ခေါက်ပြန်လာပြီးတော့ဘာလို့ပြောလဲဆိုလို့ရှိရင် mitigation လုပ်ပြီးပထမတော့ဒီ FVG က and mitigated level ဖြစ်တယ်ပေါ့နော်ဒီအထိကဒါ FVG ဖြစ်နေတယ်ဒီမှာနော်သူအဲ့ဒီနေ့ထဲမှာပဲเนาะကျွန်တော်တို့ကဒီနေ့ရောက်သွားပြီเนาะဒီမှာပြီးခဲ့တဲ့ရက်ကိုပြန်ပြတာဖြစ်တယ်ဒီနေ့မှာဆိုလို့ရှိရင်เนาะဒါက January 20ဒါက January 21ဆိုကျွန်တော်တို့က21ရက်နေ့ January 21ရက်နေ့ရောက်တဲ့အချိန်မှာ entry ကိုကြည့်တဲ့အခါမှာ20ရက်နေ့မှာတည်းကသူက FVG level ကဘာလုပ်ပြီးသားဖြစ်သွားပြီဆိုလို့ရှိရင် mitigation လုပ်ပြီးသားဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ဒါဖြစ်ရင်တန်မှန်ရိုးရှင်းတဲ့ OV FVG breakout level တွေကနေ entry ဝင်လို့entry ဝင်ဖို့စဉ်းစားဆုံးဖြတ်ခက်နေတဲ့အချိန်မှာ CRT လို့ခေါ်တဲ့ candle range theory ကိုအသုံးပြုမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ candle range theory ကို time rate အမျိုးမျိုးမှာ single filter လုပ်ပြီးစစ်ထုတ်ပြီးသုံးသွားမယ်ဆိုလို့ရှိရင်အရန်ကောင်းတဲ့ low risk entry ကိုရမှာဖြစ်ပါတယ်ဒီလိုဆက်ကြည့်မယ်အဲ့တော့ဒီနေ့ဒီရက်မှာပဲနောက်ထပ်ဒါ1 hour time frame ရောက်သွားပြီပေါ့နော် H1 မှာဘာထပ်တွေ့ရလဲဆိုလို့ရှိရင်နောက်ထပ် range ကန်နဲ့တစ်ခုတွေ့ရတယ်အဲ့တော့ကျွန်တော်အပေါ် line ကိုမဆွဲတော့ဘူးเนาะဒါ range low ကိုပဲဆိုရင်ဒါစီ CRL ခန့်တယ် range low ဒါကအပေါ် range high ပေါ့နော် range high နဲ့ဆိုတော့ day 1 high နဲ့ကတိတ်မကွာဘူးနောက်ပြီးတော့ဒီနေရာကလည်းပဲဒါ FVG level လည်းပြန်ဖြစ်နေပါတယ်သို့တော့ကိုယ့်ရဲ့သတ်မှတ်ထားတဲ့ rules and criteria တွေကဒီ FVG level ကို mitigation လုပ်ပြီးရင်နောက် level တစ်ခုကိုကျွန်တော်တို့ပြောင်းလဲစဉ်းစားနိုင်ရမယ်เนาะဒါတစ်ခါတလေလဲအဲ့ဒီ level နှစ်ခုဟာ overlapping ဆိုပြီးပြန်ထပ်ပြီးတော့ကြာနေရမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါ1 hour time frame ရဲ့ candle range high range low အဲ့တော့ကိုကဘိုင်မယ်လို့ဆုံးဖြတ်ထားပြီးသားဘာဖြစ်လို့လဲဆိုတော့ bullish order flow တစ်ခုဝင်လာလို့ဒီနေရာမှာဖြစ်ဆက်ပြီးတစ်ခုပြောချင်တာကတခါတလေမှ lower time frame H1 ပေါ့နော်1 hour time frame နေ hourly time frame နေ minute time frame နေဆိုတော့ lower time frame အုပ်စုထဲမှာပါတယ်သို့တော့4 hour time frame ကလွဲလို့ပေါ့နော်1 hour ရဲ့အောက်1 hour ရဲ့ကနေစပြီးသူ့အောက်1 minute 1 second time frame ထိအားလုံးက lower time frame ဖြစ်တယ် lower time frame မှာပြတဲ့ဒီ price action တွေ candlestick pattern တွေကိုကြည့်ပြီးတော့မှကျွန်တော် buy sell မဆုံးဖြတ်စေချင်ပါဘူးဘာလို့လဲဆိုတော့ဒီမှာဆိုရင်ဒါ sell candle တွေဖြစ်ပါတယ်เนาะဒါဆို shooting star bearish engulfing เนาะအများကြီးပဲเนาะဒီမှာဆိုဒီပုံစံတွေရဆိုလို့ရှိရင်ကျွန်တော်တို့ဒါ1 hour time frame ကိုဒါကိုအနေနဲ့ high time frame အကြီးတစ်ခုဖြစ်သတ်မှတ်လိုက်မယ်ဆိုရင်ဒါဒီလူ candle လေးတွေပေါ်ပြီးရတယ် sell ကောင်း sell လို့မိလိမ့်မယ်เนาะ sell ဘက်ကိုသွားပြီးတော့မှားရင်ဆိုတာဆုံးဖြတ်မိတတ်တယ်ဒါကြောင့်မလို့ high time frame ဖြစ်တဲ့ H4 အနှိမ့်ဆုံးအပေါ် day 1 weekly နောက်ဆုံး monthly ထိဆုံးဖြတ်လို့ရတယ်အဲ့ဒီ high time frame တွေကပြတဲ့ price action or institutional order flow တွေက buy or sell ကိုဆုံးဖြတ်မယ် market trend တွေကတက်ဒါကတပိုင်းကျွန်တော်နောက်ပြီးလို့ကြမှာ trend ပေါ်မှာမူတည်ပြီးတော့ buy sell ဆုံးဖြတ်လို့မရဘူးလားဆိုရနိုင်တယ်ဒါပေမဲ့အခုကကြတော့ကျွန်တော်တို့ဒါလုံးဝဒီ day trade ပုံစံသို့မဟုတ် swing trade ပုံစံလုပ်တဲ့အခါမှာအသုံးပြုတဲ့ trade decision method ဖြစ်ပါတယ်အဲ့တော့ဒီမှာနောက်ထပ် CRT candle တစ်ခုရပြီပေါ့နော်ရပြီဆိုရင်တော့ရှင်းပါပြီအဲ့ဒီ CRL မှာကိုက buy မယ်ဆိုရင် CRL ရော CRH
နှစ်ခုကိုကြည့်မဲ့အခါမှာလောလောဆယ်ဒီနေ့ဒီရက်မှာတော့ price က CRL နောက်မှာပဲဝယ်နေတာဖြစ်တဲ့အတွက် CRL နဲ့မှာပါလဲဆိုလို့ရှိရင် liquidity sweeping ဖြစ်တဲ့ပုံစံเนาะသူ့ price pattern ကိုကျွန်တော်တို့ turtle soup ကအခေါ်ဝေါ်ပေါ့เนาะ turtle soup မှာကျွန်တော်တို့ wick နဲ့ soup လောက်တာလား body နဲ့ soup လောက်တာလားနှစ်မျိုးရှိတယ်သဘောတရားတော့အတူတူပဲအဲ့တော့ဖြစ်စဉ်ကတော့ sweeping liquidity ပေါ့เนาะ liquidity ဖြစ်စဉ်အကြီးစားတစ်ခုအဲ့ဒါကို turtle soup pattern ပုံစံမျိုးနဲ့အခုလို share တွေအောက်ဘက်ကို force breakout ကြုံကြလာပြီးတဲ့နောက်ပိုင်းမှာသူ့ထက်နေတဲ့ lower time frame M50 ကနေ entry ဝင်လိုက်မယ်ဆိုလို့ရှိရင်တော့အရန်ကောင်းတဲ့ low risk entry trade တစ်ခုကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော် M50 နဲ့ဖွင့်တာကိုနောက်ပြီးတော့ကြာမှရှင်းပြလိုက်မယ်တကယ်လို့ M50 မှာသွားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် entry ဝင်တဲ့နောက်ကဒီလိုပုံစံအနေထားမှာကျွန်တော်ဝင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ stop loss ကတော့ထားထိုက်တဲ့ level ကိုထားမှာဖြစ်ပါတယ် stop loss ကိုအသေးထားတာမျိုးတော့မလုပ်ပါနဲ့ဆိုတော့ကို20ထားမယ်လို့ဒါ pit ရပြောတော့30ထားသူထားတဲ့နေအနည်းဆုံးထားတဲ့တာဒီလောက်မှထားတင်ပါတယ်ဒါပေမဲ့တကယ်တမ်းတော့ဒီ price ဒီသူ့ရဲ့အယုံခံမှုပေါ့နော်ဒီ price လှုပ်ရှားမှုနည်းနည်းလေးနေရကြပေးမယ်ဆိုလို့ရှိရင်ဥပမာ stop loss က40သို့မဟုတ် pit 40 pit 50လောက်ဖြစ်ကောင်းဖြစ်နိုင်မယ်တကယ်တော့အောက် OB အောက်ထိထားမယ်ဆိုရင်တော့ pit 60အထိလောက်ထားမှာပဲဘလောက်ပဲထားတာပါကိုက stop loss ထဲအနည်းဆုံးနှစ်ဆ2 hour လောက်ကိုယူပြီးတော့ trade လုပ်တင်ပါတယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာ trade တစ်ခုကအခုလိုမျိုးအောင်မြင်စွာနဲ့เนาะ R ratio 2R system နဲ့ trade လုပ်တဲ့ position တစ်ခုကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ် okay နောက်ဗီဒီယိုကိုဆက်ကြည့်အောင်